ဘောနဲ့လူသည်ဖြစ်ခဲ့ရင်လောကကဘာမြေမှာပင်နိုင်ငံဝင်စေမယ်ရှိစကီလမ်းမုန်တိုင်းချမ်းလက်ပြတ်လျှောက်သွားနိုင်မယ်ဝိညာဉ်တော်သည်အမြဲတမ်းကူညီလမ်းပြပေးလိမ့်မယ်ရာရာတိုင်းကိုယ်တော်ဖရာရဲ့ကျေးဇူးအစဉ်မြဲအောင်မြင်သင်သက်တာမှန်ဘဝဒီပဲပဲနေွယ်ခြင်းလူတိုင်းကြုံတွေ့ရမယ်ဘူမနေစရာမလိုပါ၍နှုတ်ခွေခဲ့ပြီဂရာနီအပြစ်တွေခေရှိခဲ့သူယုံကြည်ခံလူကိုကဲ့တင်နေစေလေဝိမာလန်းရဲ့ငြိမ်သက်ဝမ်းမြောက်ခြင်းတွေတွေ့ကြုံကိုယုံကြည်ခြင်းနဲ့ပုံအပ်လိုက်ဖို့သင်သက်တာကုလို့နိုင်ငံတော်ဖြောင့်မတ်ခြင်းတရားဥစားထား၍သက်ရှင်မှာသင်လိုသောရာဆုံးလင်းမှာရှိစကီလမ်းမုန်တိုင်းချမ်းလက်ဖြတ်လျှောက်သွားနိုင်မယ်ဝိညာဉ်တော်သည်အမြဲတမ်းကူညီလမ်းပြပေး